တကယ်လိုက်ဆိုပေးသားနော်ဂျုံမမြင်နိုင်တဲ့ဘဝကြီးစေတော့ကပြီးဝိညာဉ်နဲ့မကြခဲ့ရှင်အမောင်တပါနေတဲ့တွေ့ဒီအချင်းနဲ့မရဝနာကျွန်တော်ဒီအတွေ့ဝိညာဉ်မီတလောင်းမှာရှင်နာစေရမှာဘာမီကြီးဆုံးတာဟာအချိန်ပြည့်တာအချိန်မှာပြည့်စည်တာတော့မယ်သင်္ခါရလောကရှင်သာနေစေခိုင်ကြမှာဒီကိုယ်နဲ့ဒီကိုယ်ဒီတော်မီတလောင်းမှာရှင်သာစေရမှာကျွန်တော်ပြန်ဆိုနော်ခွဲပြီးဆိုမယ်ဒီဖက်ဘယ်တော့ပဲဆိုမယ်ဒီဖက်ချမ်းသာပြီးတဲ့ဘက်ပြန်ဆိုမယ်ဒီဖက်ကပြန်စမယ်နော်အားလုံးကျေတယ်လေးယောက်ျားလေးများဆိုရနော်ဂျုံမြင်နိုင်တဲ့ဘဝကြီးစေတော့ကပြီးဝိညာဉ်နာမပြခဲ့ရှင်ဘောင်ကပန်းနေတဲ့တွေ့ချီရချေလာမဝဲမှာကျွန်တော်ဒီရောက်တဲ့ဘဝဝိညာဉ်တော်မီထလာမှာရှင်တန်စေဘဝမှာဒီဘက်ကသာအဒီကဘာမီကြီးဆုံးတာဟာပြေပြေမိတာအချိန်မှာပြည့်စည်ကြတော့မယ်ဒီခါရောပါရှင်တန်နေစေခိုင်တယ်မှာကိုယ်နဲ့ပြီးပေါ်ရာဝိညာဉ်မီတလာမှာရှင်တန်စေရမှာကျန်တာသူရောက်စီတိုင်းနဲ့လိုက်ဆိုပေးကြတဲ့ညီလေးညီမလေးတွေအားလုံးအများကြီးကျေးဇူးတင်ပါတယ်